ပြားအုပ်တွေကပြားရည်တွေကိုမခိုးယူနိုင်အောင်ဝက်ဝံမျိုးကိုတိုက်ခိုက်တဲ့ဒီလိုကြောက်စရာကောင်းတဲ့ပြားအုပ်မျိုးကိုကျွန်တော်တခါမှမမြင်ဘူးပါဘူးသူတို့ဟာဘုံကျဲတိုက်ခိုက်တဲ့ပုံစံမျိုးနဲ့ဝက်ဝံကိုအဆက်မပြတ်တိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့ဝက်ဝံမျိုးကအရန်ကိုခေါင်းမာပြီးပြားကြိုက်တာတွေကိုအန်တုခံရရင်သူ့လက်ထဲကပြားရည်ကိုလက်မလွတ်ခဲ့ပါဘူးဒါကိုမြင်တော့ပြားအုပ်ကြီးကပိုးပြီးဒေါသထွက်သွားပြီးအေယာမလေးနဲ့များပုံစံမျိုးဖန်တီးကဝက်ဝံကိုပြစ်ခတ်တိုက်ခိုက်လိုက်ပါတယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်ဝက်ဝံဟာနာကျင်မှုကိုမခံရနိုင်တော့ပဲလေထဲကိုခုန်တက်သွားပြီးရေထဲကိုပြုတ်ကျသွားပါတယ်ရေထဲကနေပြန်တက်လာတဲ့အချိန်မှာတော့သူ့မျက်နှာတစ်ခုလုံးပြားတွေကိုက်ခံထားရလို့ဖူးယောင်နေပါတော့တယ်ဒီလောက်တင်ငန်းစာရပြီးရင်တော့ပြားရည်ကိုထခိုးဖို့မဝင်ရတော့ဘူးလို့လူတိုင်းထင်ကြမှာပါဒါပေမဲ့အံ့ဩစရာကောင်းတာကဝက်ဝံမျိုးကပြားမွေးမြူသူအယောင်ဆောင်ပြီးပြားအုံနာကိုပြန်လာခဲ့ပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲပြားအုံကိုစောင့်ရှောက်နေတဲ့ဘဲနဲ့တက်တက်တိုးသွားခဲ့ပါတယ်တခုခုတော့မှားနေပြီဆိုတာသိလိုက်တဲ့အခါဝက်ဝံကချက်ချင်းလှည့်ပြီးထွက်ပြေးပါတော့တယ်ပြားအုပ်ကတော့သူ့နောက်ကိုတကောက်ကောက်လိုက်ပါတော့တယ်ကံကောင်းတာကအရင်တွေ့ကြုံရပြားတွေဟာရေကိုကြောက်တယ်ဆိုတာသူသိထားတဲ့အတွက်ရေထဲကိုချက်ချင်းခုန်ချလိုက်ပါတယ်ဝါလုံးလိုအခေါင်းပေါက်ရှိတဲ့ကျူပင်ရိုးတံကိုအသုံးပြုပြီးအသက်ရှူရင်းပြားအုပ်ရဲ့လိုက်လံတိုက်ခိုက်မှုကိုရှောင်တိန်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီဖြစ်ရပြီးတဲ့နောက်မှာတော့စောက်ရှောက်သူကပြားအုံတစ်ဝိုက်ကိုဝါယာကျိုးကရန်လိုက်ပါတယ်အခုတော့ဝက်ဝံမျိုးဟာပြားအုံနာကိုမကတ်နိုင်တော့ပဲအဝေးကနေပဲနေကြည့်နေနိုင်ပါတော့တယ်